Hello မင်္ဂလာပါရှင်နော်ရာရေးဖြစ်ပါတယ်နော်ရာဒီနေ့မှာကတော့ကျောင်းပိတ်လို့ဆိုပြီးတော့ပေါ့နော်ကျောင်းပိတ်လို့ဆိုပြီးတော့နော်ရာအမေတို့စီမှာတွားလိုက်ဖို့ဆုံးဖြတ်ထားပါတယ်ရှင်ကဲအမေတို့စီကိုတွားလိုက်ရအောင်နော်ကဲမတွားခင်လေးပေါ့နော်လိုအပ်တာတွေတောက်ဝယ်ဖို့အတွက်ဈေးဆိုင်အောင်တွားလိုက်ပါအောင်မရှင်ကဲအခုဆိုရင်တော့နော်ရာရောက်လာပြီပေါ့နော်အရင်ဆုံးရွေးဖို့အတွက်အိတ်ကလေးယူပါမယ်ရှင်ပြီးတော့ဘာယူရမလဲပီဇာယူမယ်ပေါ့နော်ပီဇာတော့ဒီအကြိုက်ပါပဲနော်ရာရဲ့အကြိုက်ပါပဲရှင်ပီဇာလုံးလို့မရလို့ကလည်းပါမယ်ရှင်ပြီးတော့မလထဲကပေါ့နော်မြို့ထဲကဒီမှာပေါ့နော်ช็อกโกแลตမြို့လေးကိုယူလိုက်ပါရရှင်ဘာလို့လဲဆိုတော့ช็อกโกแลตကဒီမှာထည့်တယ်လို့ပေါ့နော်ရိုးမြို့လေးယူလိုက်ပါပဲရှင်အစာကြီးဖို့အတွက်ပေါ့နော်ပြီးကြလို့ရှိရင်အစာပြီးအတွက်ကျွန်မစပဂက်တီဝယ်ဖို့စဉ်းစားလိုက်တယ်စပဂက်တီကအလုံးပြုတ်တာမရှိဘူးတဲ့အဲ့ဆိုလေဒီဟာလေးပဲယူလိုက်ပါတော့ရှင်နိုရှိယာဆိုတော့လေကော်ဖီလေးတောက်လိုက်ပါရှင်ကောက်လိုက်တာကဲစီရှိုင်းပါမယ်ရှင်ဟုတ်ကဲ့အမဒါလေးကအလုံးပေါင်း$3,400ချက်ပြပါရှင်$10ချက်ပါရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ရပါရှင်တခြားနေရာသွားလိုက်ပါအောင်မယ်နော်နော်ရာတို့အဖွားကတော့ရှိလာတော့မသိပါဘူးရှင်အခုနော်ရာကလူဆရာပစ္စည်းလေးတွေကိုလူတဲ့ပစ္စည်းလေးတွေကိုလိုက်ပါရှင်အရင်ဆုံးယူရပေါ့နော်လူတာဒီဥစ္စာလေးပေါ့နော်ပြီးတော့ဒီပီဇာတွေကိုဒီတိုင်းပုံနဲ့ပဲထည့်မယ်ဆိုပြီးတော့ယူလာလိုက်တယ်ဘာလို့အဲ့လိုယူလဲဆိုတော့အဖေအမေကဒါလေးချက်ရလေခရီးရှိတွားမှာအဲ့ဒါကြောင့်မလို့ဒီအေးယူရပါမယ်ခဏနေကြလို့ရှိရင်လူဖို့အတွက်ဆိုပြီးတော့ကျွန်မတို့ကိုယူလာပါတယ်โอเคကဲတော့ဒီမှာပဲအကုန်လုံးစုပြီးထည့်လိုက်တယ်ပေါ့နော်ပြီးတော့ဒီမှာစာတစ်စောင်ပါပါရှင်မဟုတ်နော်ထည့်လိုက်ပါမယ်ရှင်ကဲတော့လိုက်ပါအောင်မရှင်ဟုတ်တော့လိုက်ပါအောင်မရှင်ကဲတော့အရင်ဆုံးက VVS ကိုရင်သွားပါရှင်မလို့လဲဆိုတော့ကလည်းမဝယ်ဖို့ပါရှင် Oh she's so cute ကလည်းမဝယ်ဖို့ဆိုပြီးတော့လိုက်တဲ့အချိန်မှာပဲဘာထွက်လာလဲမသိပါဘူးရှင်ဒီကောင်းမယ်ကဲဒုတိယထပ်ကိုသွားမှာပဲပေါ့နော်ငါစောင့်ပါအောင်no အဲ့ဒါဖြစ်သွားပါရှင်ဒါဆိုရင်ရောက်လာပြီပဲဖြစ်ပါတယ်ထားကြပါမယ်ပေါ့နော် Okay ဒီနေရာကတော့ဒီနေရာမှာကျတော့ VVS ဆိုဒီနေရာကရုပ်ရှင်ရိုက်တာဆိုတော့ဒီနေရာကိုမသွားရအောင်လို့စိတ်ထဲမှာထင်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့တော့နဲ့တော့မယ်ဆိုပြီးတော့ပါမယ်နော်ရာအဲ့လိုတွေတိတ်မသိပါဘူးရှင်နော်ရာအခုမှဖင်လန်ရောက်တာဆိုတော့လေမသိဘူးပေါ့နော်ဘာမှအင်္ဂလန်ကိုရောက်တာဆိုတော့လေဘာမှကိုမသိပါဘူးရှင်ဒါတွေကအင်္ဂလိပ်စကားနှုံလေးပဲသူပြောတာပေါ့နော်အခုတော့ကာလမမရှိတော့ပြီးတော့နာမည်လာခဲ့ပါတယ်လာခဲ့တော့ဒီမှာပေါ့နော်ဒီမှာအိမ်ကြီးရောက်လာပါတယ်အိမ်ကြီးကတော့ကျမရဲ့အဖွားအိမ်ကြီးပေါ့နော်တွိုင်းနဲ့ရောက်လာတာပဲဖြစ်ပါတယ်ဟုတ်တာဘာမှကဲကျမတို့သွားလိုက်ပါမယ်ကဲပပွားရင်သွားလိုက်ပါမယ်ရှင်ကဲပပွားရင်စီကိုရောက်လာပါပြီရှင်အထဲဝင်လာပြီပေါ့နော်ကဲပပွားရှိတာတော့မသိပါဘူးရှင်အဲ့ဒီရင်ထားလိုက်ပါမယ်ပပွားစီကိုသွားမယ်ပေါ့နော်ပပွားရေပပွားကိုလွမ်းလိုက်တာကောက်ပြီလို့အမြည်လေးကအဖွားအိမ်ကိုလာတယ်ကောက်ပဲလို့ရတယ်အဖွားအိမ်ကိုရွေးတွေးတောက်ပါအောင်ရတယ်လေဖွားရေဖွားမရှိလို့လားရှိပါတယ်အေးပါဖွားရေမောလာတာဒီကမောလာတာလမ်းမှာလေအခက်ခဲဘောင်းစုံနဲ့လာလိုက်ရတယ်ဖွားရေကဲတပည့်ဒီညဒီမှာပဲအိတ်တော်မယ်နော်ဖွာညရောက်တော့အခါ
ဖွားရေရာစီဦးတို့ကလည်းတော့အေးရပဲနော်ဟုတ်တယ်ညီလေးအိမ်မလားဖွားဒီမှာအေးလိုက်မယ်လေရတယ်ဖွားရေအဲ့မှာအေးလိုက်လေဖွားရောက်ပါတယ်ဖွားကအဲ့ဒါနဲ့မဆန်ဘူးရပါရှင်ဒီမှာပဲအေးလိုက်ပါမယ်နော်မနေ့ရောက်တော့အခါအမလေးအေးလိုက်တာအမလေးအနွေးတွေစောင်းနေမယူလာတာငါအမပါပဲဖွားတော့ချီအောင်မယ်ဖွားရေတော်အေးတာပဲဒီမှာရေခဲတော့ဖြစ်တော့မယ်ဖွားမအေးဘူးလားအော်ခလေးရဲ့အဲ့ဒါမှပြောနေတယ်ဖွားတို့ကလေဒီမြို့မှာလေနှစ်ပေါင်းများစွာနေခဲ့ရတယ်အဲ့ဒီတော့မှကြမှာအေးတယ်လောက်ကတော့အဖွားလို့အတွက်ကတော့ရတော့မပြေပါဘူးဖွားရေအမလေးအဲ့လောက်ကြီးတော့လားအေးပေါ့ကွယ်နောက်တစ်ဖက်ကြိုလေးလာပါမယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတွေ့တယ်အဆုံးထိကြည့်ပေးကြပါဖတ်တူကိုလည်းအားပေးကြပါလို့တောင်းဆိုချင်ပါတယ်ရှင်ဖတ်တူကိုကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဘိုင်ဘိုင်